အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျောင်းဆောင်ကနေစောင့်သစ်ကိုပြောင်းတာဖြစ်ပါတယ်လမ်းမှာတွေ့ရရုံကလေးရိုက်ထားရပေါ့နော်ဆက်ဆက်ချမ်းတော့အရန်မောင်နေလို့ကြောက်ပင်မဲ့လို့တယောက်တည်းပြောင်းရတဲ့အခါကျတော့ကျောင်းနေပိတ်ပြီးဆိုတော့ဆောင်မနေခွင့်မရတော့ဒီလိုမျိုးပဲအနောက်ချမ်းကရှိတဲ့ graduate ဆောင်ပြောင်းရတယ်ပေါ့နော်ဒါ apartment ကျောင်းရဲ့အဆောင်နဲ့မတူတဲ့အခါကျတော့တယောက်တည်းဆိုအရင်ပြင်းမဲ့ထင်နေရတကယ်တမ်းတော့ staycation vibe လေးရပါတယ်သူက balcony လေးလဲပါတဲ့အခါကျတော့အောက်ကိုအကုန်မြင်ရတယ်ပေါ့နော်မြင်ရတဲ့ view လေးကလည်းအရင်တာရတာနဲ့ဗီဒီယိုလေးရိုက်ချင်လာလို့ရိုက်ထားဖြစ်ပါတယ်ပေါ့နော်ဒါကတော့ဖုန်းမှာဒါကတော့အဆောင်ထဲမှာလည်းပါတယ်လို့ဒီမှာလည်းပါတယ်ပေါ့နော်ဒီဟာကတော့အခန်းထဲမှာပါတဲ့ပစ္စည်းတွေနဲ့ပြီးတော့ emergency number လေးတွေလိပ်စာလေးတွေရေးထားတဲ့စာရွက်လေးတွေဖြစ်ပါတယ်အနေတခုရှိတဲ့အရေးကြီးဆိုလို့ရှင်ခေါ်လို့ရတယ်ပေါ့နော်ပြီးတော့ဒါ wifi ဖြစ်ပါတယ်ဒါတော့ဟိုအကြောင်းဆောင်အပြီးတဲ့ဟာယူလာပေါ့နော် detox တောက်ရတာအရင်ကြိုက်လို့ဒါကတော့ရေချိုးခမ်းပေါ့နော်သူ့ကိုကြိုက်တာလေလုံးဝမီးအဝါရောင်နေနဲ့ဖွဲ့စည်းထားတာလုံးဝတန်ရှင်းတရက်လေးပြီးတော့မှရင်ငွေးစုပ်ဆက်လည်းပါတယ်ပေါ့နော်အဲ့ဒါဒီမနေ့ကျွန်မမီးဖို့ကြောင့်လည်းဝင်တော့အမိုက်အိတ်ဝယ်ရမယ်ထင်တာအမိုက်အိတ်ကအကုန်လုံးပြည့်စုံရှိထားပြီးသားဆိုဝယ်စရာမလိုတော့ပါဘူးအဲ့ဒါပြီးတော့ဇွန်းခင်းနေရအစမီးဖို့ကတော့ပြီးမသုံးဘူးပေါ့နော်ပြီးတော့မှကျွန်မယူလာတဲ့စားစရာလေးတွေထမင်းဦးရယ်ရင်နွေးဦးရယ်ပကံတွေလေးရှိရယ်ဆိုတော့ဘာမှမလိုတော့ဘူးဆိုပြီးတော့မှအကုန်ထားခဲ့လိုက်တယ်ပေါ့နော်ဒါတော့မနက်ထမင်းစားတာပါအရန်တာရတော့ပေါ့နော်ရှုခင်းလေးကြည့်ပြီးထမင်းစားတာโอเคကျွန်မအိတ်နှလုံးယူလာပြီးတော့မှဒီလိုခန်းလေးမှာနေရတဲ့အခါကျတော့လေရန် staycation vibe အပြည့်အဝရတယ်ပေါ့နော်ဘလို့ပဲဖြစ်အရန်agent နဲ့ vibe လေးရလို့အရန်ပျော်ပြီးဗီဒီယိုရိုက်ထားဖြစ်ပါတယ်လို့ဒီနေ့တော့ဒီလောက်ပါပဲ bye bye